ကဲဒီတစ်ခါမှာတော့တောင်းဆိုထားကြတဲ့ချစ်တဲ့ချင်းတွေအတွက် kingfish နဲ့ငဆုပ်လုံနည်းကိုအစအဆုံးတင်ပြပေးပါမယ်။မြန်မာလိုငကွန်းရှက်လို့ခေါ်တဲ့ဒီငါးကိုသုံးထားပါတယ်။ဒီတစ်ကောင်ကတော့ 2kg ကျော်မယ်တင်တယ်။ငါးကောင်ကိုဖြတ်ဘိုက်ခွဲပြီးတော့ရေတချဆေးမယ်။အရင်ဆုံးဘိုက်ကနေဟိုးအောက်ထိတောက်လျှောက်ခွဲသွားလိုက်။ဓားရအတိုင်းအလဲရိုးထိခွဲပြီးတော့ကြောကုန်းဘက်ကိုလှည့်ပြီးတစ်ခါပြန်ခွဲပေးလိုက်။နှစ်ဖက်လုံးခွဲပြီးသွားပြီဆိုရင်တော့အသားလွှာပြီးသွားပါပြီ။ကြံနေတဲ့နောက်တစ်ချမ်းကိုလည်းဒီနီးနဲ့ခွဲပြီးတော့အသားလွှာထုတ်လိုက်အလဲမှာရှိနေတဲ့အယိုးအကြီးတစ်ချောင်းပဲကြံခဲ့ပါတယ်ဘိုက်သားမကောင်းတဲ့အနေအရာတွေကိုခွဲထုတ်ပြငါအသားလွှာလေးအစင်းသင်းဖြစ်ပါပြီပြီးရင်တော့ဇွန်နဲ့ချစ်ထုတ်အသားလေးတွေကိုဖြည်းဖြည်းချင်းချစ်ထုတ်ပေးလိုက်ဒီငါကအလဲမှာအယိုးအကြီးတစ်ချောင်းပဲပါပြီးတော့ကြံတဲ့နေရာတွေမှာအယိုးလုံးဝမရှိလို့စိတ်ချလက်ချအသားချစ်ထုတ်လို့ရပါတယ်အသားချစ်ထုတ်ပြီးကြံခဲ့တဲ့အရေကွန်နဲ့အယိုးတွေတော့မိမိစိတ်ကြိုင်ဟင်းကြိုချက်တောက်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။ငါးတစ်ကောင်လုံးမှာရှိတဲ့အသားတွေကိုချစ်ထုတ်ပြီးသွားပြီဆိုရင်တော့ရတာနှစ်ဘိုးစက်တုံမျိုးအခွန်နွားချင်းကိုလည်းအခွန်နွားပြီးတော့အတုံးလေးတွေလှီးတာရပြီဆိုရင်တော့ကြိတ်မဲ့ဆက်တဲ့ကိုထည့်အနံလေးမှုှေးဝအောင်လို့ငရုတ်ကောင်းစီလေးပါထပ်ထည့်အရင်ဆုံးကြည်အောင်ကြိတ်လိုက်ငါအသားများနေတော့မဆန့်လို့နှစ်ခါခွဲကြိတ်မယ်ကြိတ်ထားတဲ့ဂျင်းကျက်တုံပြူငရုတ်ကောင်းကိုတစ်ဝက်ခွဲလိုက်ငါအသားတွေကိုလည်းတစ်ဝက်ခွဲပြီးထည့်မယ်စနွင်းမုတ်စားကြားထည့်ပြီးတော့အကုန်လုံးရောပြီးကြိတ်မယ်ရပါပြီပြီးရင်တော့အကုန်လုံးရောကြိတ်ထားတာကိုပေါင်းပြီးတော့တစ်ခါနှံ့သွားအောင်ပြန်နေပေးလိုက်အစင်းသင်းဖြစ်ပါပြီရေတိုးကိုအရင်ဆုံးစူအောင်တင်မယ်လက်မှာမကအောင်လို့လက်အိတ်လေးစွတ်လိုက်မယ်လက်အိတ်ကိုအလွယ်ဝှက်လို့ရအောင်လက်မလေးကိုအရင်ထိုးပြီးလက်ကိုလှည့်ပြီးတော့သွင်းလိုက်ရင်ရပါပြီလက်ကိုမကက်အောင်လို့ရေပဲဖြစ်ဖြစ်စီပဲဖြစ်ဖြစ်တုပ်ထားလိုက်ပါထဲမဲ့ပန်းအောင်လည်းစီတုပ်အနည်းတော့အရွယ်စားအလုံးလေးလုံးပြီးတော့ခပ်ပပလေးပဲပြားထားပေးလိုက်တယ်အစင်းသင်းဖြစ်ပြီဆိုရင်တော့ပြုတ်တော့မယ်ရေကိုတော့ဘူးစီပေါင်းလေးတွေအောက်မှာအခုလိုမျိုးကတ်နေတဲ့အနေထားလောက်မှာပဲငဆုပ်ပြင်ဆင်ထားတာကိုထည့်ပြီးတော့ပြုတ်ရပါမယ်ရေစူအောင်ပြုတ်တဲ့အချိန်မှာထည့်ရင်ငါးတွေမာသွားတတ်ပါတယ်မီးအေးလေးနဲ့ရေအပူချိန်ဒီအနေထားလောက်မှာပဲငဆုပ်တွေကိုထည့်ပြီးတော့ပြုတ်ရပါမယ်ရေဘောကိုပေါ်လာပြီဆိုရင်တော့အကုန်လုံးကျက်ပါပြီအေးသွားအောင်လို့ရေခဲရေထဲမှာထည့်ပြီးတော့စိန်လိုက်တယ်ကျန်တဲ့တစ်ဝက်ကိုတော့ငဖဲလုံးလေးတွေလုပ်ပါမယ်ဟင်းကြိုပဲချက်တော့ကြော်ပြီးတော့ပဲစားစားအဆင်ပြေအောင်လုပ်ပါခဏလောက်ရေပေါ်မှာပေါ်တဲ့အထိပြုတ်ထားပေးလိုက်ငဖဲလေးတွေကိုစမ်းကြည့်အောင်ကြည့်ပါဦးပျော့ဤပြီးတော့အထဲထဲမှာကြက်ပြီးတော့6တွေ့မနေပါဘူးငဖဲလုံးလေးတွေလည်းကြက်ပြီးဆိုရင်တော့ဆယ်ပြီးတော့ရေခဲရေထဲတစ်ခါလေးတန်းထည့်ရပြီဆိုရင်တော့စကားနဲ့စစ်ပြီးတော့အချောက်ခံထားမယ်ရေချောက်သွားပြီဆိုရင်တော့အခုလိုမျိုးပလတ်စတစ်လေးနဲ့ခွဲပြီးတော့ထည့်လိုက်မယ်ပြီးရင်တော့အခဲခဲနဲ့ထည့်သိမ်းပြီးတော့အကြာကြီးလိုတလိုထုတ်စားလို့ရပါပြီငဖဲအသားလေးနည်းနည်းကိုလည်းတခြားရင်းနဲ့ချက်ဖို့အခဲခံထားလိုက်တယ်နောက်ထပ်ငဖဲဟင်းတွေချက်ရင်းနဲ့ပြန်တွေ့ကြမယ်ကဲအခုတော့အားလုံးပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်ဝင်းနဲ့အုပ်